TikTok ရဲ့နောက်ွယ်မှာဘယ်သူတွေရှိမလဲဆိုတာမင်းစဉ်းစားဘူးလားအဲ့ဒီ platform ကိုဖန်တီးခဲ့တဲ့သူကဂျွန်ရဲမင်းပါသူဟာ2012ခုနှစ်မှာ ByteDance ကိုစတင်တည်ထောင်ခဲ့ပါတယ်အဲ့ဒီအချိန်သူ့ရဲ့ idea ဟာရိုးရှင်းတဲ့ AI ကိုအသုံးပြုပြီးလူတွေကြိုက်တဲ့ content ကိုလူတွေရဲ့အရှိကို automatically system ရပို့ပေးတဲ့အရာကိုဖန်တီးခြင်းခဲ့တာပါ2016ခုနှစ်မှာ short video တွေကိုဖန်တီးပြီးလူတွေကြိုက်တဲ့ content တွေကိုသူတို့ရဲ့ wall ပေါ်မှာသူတို့ရဲ့ page ပေါ်မှာ automatically ပေါ်နေအောင် system တစ်ခုကိုတတ်မှတ်ပြီးဖန်တီးထားတဲ့ software တစ်ခုဖြစ်ပါတယ်မင်းတို့သိလားမသိဘူးငါတို့တစ်ခုခုစိတ်ဝင်စားပြီဆိုရင် app video ကိုနောက်ပိုင်းနေကြရင်အဲ့ဒါနဲ့ဆက်တဲ့ video တွေကိုပြနေခဲ့တယ်ဆိုတာကိုအဲ့ဒါတွေကအလကားလောက်ထားတာတော့မဟုတ်ဘူးအဲ့ဒီအရာတွေကတေချာ system ကြကြဖန်တီးထားတဲ့အရာတွေပါဒါပေမဲ့မင်းစဉ်းစားကြည့်ပါမင်းနေတိုင်းအသုံးပြုတဲ့ဗီဒီယိုတွေမင်းကြိုက်တဲ့ content တွေအဲ့ဒီ algorithm ကမင်းအကြောင်းကိုဘယ်လောက်သိနေပြီလဲ technology ကလူတွေကို entertain လုပ်ပေးတယ်ဒါပေမဲ့တခါတလေ technology ကလူတွေရဲ့အုံနောက်ကို control လုပ်နေရဆိုတာမသိလားမသိချစဉ်းစားကြည့်နော် TikTok ကမင်းအသုံးပြုနေရလားဒါမှမဟုတ် TikTok ကမင်းကိုအသုံးပြုနေရလား comment ထဲမှာဖြည့်ပေးသွားခဲ့ပါအောင်ကိုလင်းမှာ TikTok Insider ပါနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြတာပေါ့ထပ်မံကြည့်ရှုခြင်းနဲ့ဆိုရင်တော့ channel လေးကို follow ခဲ့ဖို့မမေ့နဲ့နော်